မိဘနေရာမှာရှိနေတဲ့သူအတော်များများပြောလေးရှိတဲ့စကားကျမတို့ကြားရလေးရှိတဲ့စကားကကျွန်တော်တို့ဘဝကတော့သူတို့အတွက်ပါပဲလေဆိုတာပါမေတ္တာအပြည့်နဲ့ပြောတဲ့စကားပါကြားရတာကြည်နူးစရာကောင်းပါတယ်ဒါပေမဲ့ကလေးတွေကိုသိပ်ဦးစားပေးလွန်းတဲ့အခါမိဘတွေကိုယ်တိုင်ရဲ့ဘဝနဲ့ပျော်ရွှင်မှုဟာလည်းထပ်တူအရေးပါတယ်ဆိုတာကိုမိဘတွေကိုယ်တိုင်မေ့သွားတတ်ကြတာပါမမေ့သွားရင်လည်းအနောက်ကိုတွန်းရွှေ့ထားမိတာမျိုးပေါ့ ဒီဗီဒီယိုလေးမှာသားသမီးတွေကိုပြုစုပြောထောင်နေတဲ့တစ်ချိန်တည်းမှာပဲကိုလည်းမမေ့မလျော့ကောင်းစွာစောင့်ရှောက်ပြီးပျော်ရွှင်တဲ့မိဘတွေဖြစ်ဖို့နီလန်း6ခုကိုပြောပြထားပါတယ်။အပိုင်း1တိတ်ဆိတ်တဲ့ဆွန့်လွတ်မှုကျမမှာသူ့ရဲ့သားသမီးနဲ့မိသားစုအတွက်ပဲစဉ်းစားပြီးသူကိုယ်တိုင်အတွက်မေ့လျော့နေတဲ့အမျိုးသမီးမိတ်ဆွေတဦးရှိပါတယ်။သူ့အိမ်မက်တွေခဏရက်ထားတယ်။သူဝါသနာပါတာတွေသူမေ့သွားတယ်။သူ့ဘဝအတွက်အစီအစဉ်တွေနောက်ကိုဆုတ်ထားတယ်။သူ့ကဘာအရန်ကြုံသွားပါတယ်။ဒီလိုနဲ့ကလေးတွေအရွယ်ရောက်လာပြီးသူတို့ဘဝနဲ့သူတို့ဖြစ်သွားကြတော့သူ့ဘဝရဲ့အတိတ်ဘေကဘာမှန်းသူမသိတော့ဘူး။အချိန်အကြာကြီးအိမ်ထဲမှာပဲအိမ်အလုပ်တွေနဲ့ပဲသားသမီးတွေအတွက်မြုပ်နှံထားခဲ့တာမို့လေးလာတင်ယူမှုတွေနဲ့အများကြီးအဆက်ပြတ်ခဲ့သလိုမိတ်ဆွေကောင်းတွေနဲ့လည်းအလှမ်းဝေးခဲ့ပြီဖြစ်ပါတယ်။အပိုင်းနှစ်ချစ်ချင်းဟာတင့်ကိုယ်တင်ပျောက်ဆုံးစေဖို့မဖြစ်သင့်ပါဘူးမိဘတဦးရဲ့သူ့သားသမီးအပေါ်ချစ်ချင်းဆိုတာကဘလို့အခြေအနေမှာမှမင်းဝင်ကချစ်နိုင်မယ်ဆိုတာမျိုးမရှိတဲ့ condition မရှိတဲ့ unconditional love ပါဒါပေမဲ့အဲ့ဒီချစ်ချင်းကြောင့်ကိုမပျောက်ဆုံးသွားသင့်ပါဘူးအဲ့ဒီအပြင်ကလေးတွေကလည်းတန်မာတဲ့ပျော်ရွှင်တဲ့တိုးတက်နေတဲ့မိဘတွေကိုလိုအပ်ကြတာပါသူတို့အတွက်အများကြီးပေးဆက်ခဲ့ပြီးနောက်တော့ကိုယ့်ဘာသာပျောက်ဆုံးသွားတဲ့မိဘတွေကိုလိုချင်ကြမှာမဟုတ်ပါဘူး။ဘာလို့လဲဆိုတော့တနေ့ကျရင်ကလေးတွေကသူတို့ကဘာကိုသူတို့တိဆောက်ကြမှာပါ။အဲ့ဒီအချိန်မှာတင့်ရဲ့ကဘာရှိနေဖို့လိုအပ်ပါတယ်။အပိုင်း3တင့်ဘဝအတွက်ပြင်ဆင်ပါ။ကလေးတွေကိုပြုစုပြောထောင်နေစင်မှာပဲတင့်ကိုတင်ပြုစုပြောထောင်ပါ။မနှက်ဖန်မှမဟုတ်ပါဘူး။နောက်တော့မှမဟုတ်ပါဘူး။ကလေးတွေနဲ့အတူအခုပါ။ဘာဖြစ်လို့လဲဆိုတော့မိဘဆိုတဲ့နေရာရဲ့အပြင်ဘက်မှာရှိနေတဲ့ကဘာကလည်းတင့်ကဘာဖြစ်ပြီးအဲ့ဒီမှာတင်ပျော်ရွှင်ဖို့လိုအပ်ပါတယ်။တင်ကိုယ်တိုင်ရဲ့ကဘာအတွက်ပြင်ဆင်ထားဖို့အကြံပေးမှု6ခုကဝါသနာတစ်ခုခုကိုရှင်သန်နေအောင်ထားပါ။တင်ကပကြီးဆွဲရတာကိုကြိုက်တာလား။တချင်းဆိုတာလား။ဇွန်းဘာကတာလား။စာရေးတာလား။တင့်ရဲ့ဝါသနာကိုရှင်သန်နေအောင်ထားပါ။အဲ့ဒီအတွက်အချိန်ခွဲပေးပါ။ကျမအနေနဲ့ပြောကြည့်ရမယ်ဆိုရင်ကျမကဇွန်ဘာလေ့ကျင့်ခန်းလိုမျိုးကနေရရင်စိတ်ဖိစီးမှုတွေလျော့ကျပြီးပျော်ရွှင်မှုကိုခံစားရပါတယ်။ဒါပေမဲ့ဇွန်ဘာ class ကိုတွားပြီးကစားဖို့အချိန်ကျမမပေးနိုင်ပါဘူး။ဒီတော့နောက်ထပ်ဝါသနာတစ်ခုကကျမသိချင်တာတွေကိုရှာဖွေလေ့လာဖတ်ရှုပြီးသွားရင်သူများကိုအရန်ပြောပြချင်တာပါ။ဒါကြောင့်ကျမဒီ YouTube channel လေးကိုလုပ်ပါတယ်။ဒါကကျမရဲ့ဝါသနာကိုရှင်သန်နေအောင်ကြိုးစားတာပါ။မိတ်ဆွေတငယ်ချင်းတွေနဲ့အဆက်မပြတ်ပါစေနဲ့ကိုပေါ်နားလေကူညီတဲ့ယုံကြည်ရတဲ့မိတ်ဆွေတချို့နဲ့အဆက်အသွယ်မပြတ်ပါစေနဲ့သူတို့ကိုဂရုစိုက်ပြီးဖုန်းခေါ်တာစကားစမြည်ပြောတာကော်ဖီတောက်ဖို့ချိန်တာစသဖြင့်လုပ်နိုင်ပါတယ်သင်စိတ်ဝင်စားတဲ့အတတ်ပညာအသစ်တွေကိုသင်ယူပါကျမမှာပန်းပင်မျိုးစုံစိုက်နည်းကိုတေချာလေ့လာပြီးနောက်တော့ပန်းပြိုးပင်တွေကိုစီးပွားဖြစ်ရောင်းနိုင်သွားတဲ့အမျိုးသမီးမိတ်ဆွေတဦးရှိပါတယ်ကျမသူ့အတွက်အမြဲဂုဏ်ယူပါတယ်ကျမအနေနဲ့လေ့လာသင်ယူမှုအသစ်ကတော့ video editing မှာ YouTube ကနေပဲလေ့လာပါတယ်။နောက်တော့အဲ့ဒီဗီဒီယိုလေးမှာနောက်ခံစကားပြောဖို့ script ရေးတာ copyright မညှိတဲ့ပုံလေးတွေဗီဒီယိုလေးတွေရှာတာစသဖြင့်လေ့လာစရာတွေကအများကြီးပဲလို့ခန်းစားလာရပါတယ်။အဲ့ဒီအခါအုံနောက်ကလည်းအတတ်ပညာအသစ်တွေကိုသင်ယူဖို့မကြောက်တဲ့အလေးအကျင့်ကိုရလာပါတယ်။အဲ့ဒီအပြင်ကိုလိုပဲလေးလာနေတဲ့သူတွေကျွမ်းကျင်ပြီးသားသူတွေနဲ့မိတ်ဆွေဖြစ်လာပြီးအတိုင်းဝိုင်းလေးလည်းရလာပါတယ်ဒီတော့သင်စိတ်ဝင်စားတဲ့သင်အတွက်အသစ်ဖြစ်တဲ့ပညာရက်တွေကိုသင်ယူပါသင်ကျမ်းမာရေးကိုဂရုစိုက်ပါကိုခန္ဓာကျမ်းမာနေမှသင်ကိုယ်သင်ရောသင်မိသားစုကိုစောင့်ရှောက်နိုင်မှာဖြစ်တဲ့အတွက်ကျမ်းမာအောင်နေတဲ့နီလန်းတွေကိုလေ့လာပါလက်တွေ့လည်းလိုက်နာဆောင်ရွက်ပါသင်ကိုယ်သင်ကျမ်းမာနေအောင်ဂရုစိုက်ပါသင်ရဲ့အိမ်မက်တွေအတွက်ငွေစုပါသင်စိတ်ကူးထဲမှာလှုပ်လို့ခဲ့တဲ့စီးပွားရေးလုပ်ငန်းလေးကဘာပါလဲအဲ့ဒီအတွက်အရင်ကြီးဖြစ်လာဖို့ငွေစုထားပါစုထားတဲ့ငွေကိုလည်းရင်းနှီးမြှုပ်နှံထားပါခရီးထွက်ပါစာဖတ်ပါစူးစမ်းပါကောင်းစွာကြည်ပြင်းလာပါအပိုင်းလေးကလေးတွေကကျမတို့နေထိုင်ပုံဘဝကိုအတူယူကြပါတယ်
တင်ကတင်ဘဝကိုအတိတ်ပဲရှိရှိပြည့်ပြည့်ဝဝဖြတ်တန်းနေတာကိုမြင်ရတဲ့အခါတင်ရဲ့သားသမီးတွေကလည်းသူတို့ဘဝကိုတင်လို့ပဲတတိရှိရှိပျော်ပျော်ရွှင်ရွှင်တည်ဆောက်ဖို့အတူယူကြပါပါဒါဆိုရင်တင်ဟာကလေးတွေကိုကြီးပြင်းအောင်ပြိုးထောင်ရုံသာမကတော့ပဲဘဝကိုဘယ်လိုနေရမယ်ဆိုတာကိုပါသင်ကြားပေးရရောက်ပါတယ်ဒီကုန်းချုပ်အနေနဲ့တင့်ရဲ့ကလေးတွေကိုချစ်ပါသူတို့ရဲ့တောင်ပန်တွေတန်မာလာဖို့လေပြိုးထောင်ပါဒါပေမဲ့တင့်ဘဝကြီးတစ်ခုလုံးကိုမပေးလိုက်မိပါစေနဲ့သူတို့ပြန်တန်းသွားတဲ့အခါတင့်မှာလဲတင့်ကိုယ်တိုင်ပြန်ဖို့ကောင်းငင်တစ်ခုရှိနေရပါမယ်တင့်ဘဝကအရေးပါပါတယ်တင့်အိမ်မက်တွေကအကောင့်ထဲပေါ်ဖို့ထိုက်တန်ပါတယ်တင်ကိုယ်တိုင်ရဲ့ပုံမြင်ကမပြီးဆုံးသေးပါဘူးဒီတော့ကလေးတွေကိုလည်းပြိုးထောင်ပါတင့်ကိုတင်လေပြိုးထောင်ပါဒီဗီဒီယိုလေးကြောင့်မိတ်ဆွေဟာမိဘဘဝနဲ့တင့်ရဲ့ကိုယ်ပိုင်ဘဝကိုမျှမျှတတဟန်ချက်ညီညီပြိုးထောင်လို့ပျော်ရွှင်ပြည့်စုံတဲ့သူတူဖြစ်လာမယ်လို့မျှော်လင့်ပါတယ်ဘဝကိုပျော်ပျော်ရွှင်ရွှင်ပြည့်ပြည့်ဝဝဖြတ်သန်းသွားနိုင်ဖို့တန်ဖိုးရှိတဲ့အကြောင်းအရာမျိုးစုံကိုပြောပြဖို့စ조사မှာဖြစ်တဲ့အတွက်ဒီ channel လေးကို subscribe လုပ်ထားမယ်ဆိုရင်နောက်ဗီဒီယိုတွေမှာကျမတို့ပြန်လည်ဆုံတွေ့ကြမှာပါအဆုံးထိကြည့်ရှုခဲ့တဲ့အတွက်ကျေးဇူးတင်ပါတယ်